အသက်80ရှိတဲ့အဖိုးကကျမကြီးကောင်းတယ်ဒါပေမဲ့ဒူးလည်းနဲ့နာတာဖြစ်တဲ့အတွက်ကိုဒိုက်ကလိုဖန်နေလို့ခေါ်တဲ့အကိုက်ခဲစီကိုဝယ်ခိုင်းနေပေါ့လေအဲ့တော့ကျွန်တော်အနေနဲ့ဒီလိုဒိုက်ကလိုဖန်နေဆိုတဲ့အကိုက်ခဲစီမျိုးကိုတောင်းရင်အဆင်ပြေနိုင်မလားပြဿနာရှိနိုင်လားဆိုပြီးမေးတာလေးမျိုးကမှာအဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကလေကျွန်တော်တို့အသက်တွေကြီးလာတဲ့အခါမှာဒူးနာတယ်လို့ခါနာတယ်လို့ကျွန်တော်အယိုးအဆင့်နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်degenerative joint disease တွေပေါ့လေအသက်ကြီးလို့ပြည့်စည်တဲ့ယောဂတွေဒီလိုယောဂတွေတော်တော်များများကကျွန်တော်အရှင်းပြအောင်ကုလို့မရဘူးမရတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အကိုက်ခဲစေးတွေကိုတောက်ကြတယ်ပေါ့နော်အကိုက်ခဲစေးတောက်တဲ့ဒီမှာလဲဆရာဝန်စီမသွားဘဲနဲ့ကိုယ့်ကိုစေးဆိုင်တွေမှာဝယ်တောက်တဲ့အခါမှာတချို့ဆက်စေးဆိုင်တွေကအကိုက်ခဲစေးကို2မျိုးပေါင်း3မျိုးပေါင်းနေအယောင်ကျစေးတွေဒက်ဆာမီတာသုံးလို့ဒီမျိုးတွေအားလုံးပေးလိုက်တာမျိုးတွေလည်းရှိတယ်လူကြီးတွေကသူတို့ကတောက်လိုက်လို့တက်တာသွားတယ်ဆိုဒီဆေးကအဆင်ပြေတယ်ဆိုပြီးတော့ဒီဆေးကိုပဲသူတို့ကအမြဲတမ်းတောက်ရှင်တယ်အမြဲတမ်းဝယ်ခိုင်းတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုအဓိကမလုပ်စေချင်ဘူးအရေးကြီးပါတယ်နော်ဒီမေကွန်းလေးကိုကျွန်တော်ပြရရင် diclofenac ကတော့အကိုက်ခဲဆေးထဲမှာပါတယ်ဒါပေမဲ့အသက်80ကျော်တွေတိုက်တဲ့ဆေးတွေမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့တိုက်မယ်ဆိုရင်တော့ကျွန်တော်တို့က dose ကိုအနည်းဆုံးနဲ့အချိန်အတူဆုံးတိုက်ပြီးတော့ချက်ချင်းတက်တာရဆိုရင်ချက်ချင်းပြန်ရက်ဖို့လိုတယ်သို့တော့ခုနပြောရတယ်လို့ပဲဒီလိုယောဂမျိုးတွေကတော့တက်တာလေးမရှိဘူးအဲ့တော့ကျွန်တော်တို့ကအကိုက်ခဲသေးရွေးချယ်ဖို့လိုတယ်ပေါ့နော်ရွေးချယ်တဲ့အခါမှာအရင်ဆုံးအကိုက်ခဲသေးထဲမှာဆေးအဖြစ်ဆုံးနဲ့အနေနဲ့အနည်းဆုံးပြောပါဆိုရင်ပါရာစီတမောပဲအဲ့တော့ပါရာစီတမောကိုကျွန်တော်ဘယ်လောက်တိုင်းမလဲဆိုတဲ့ကိစ္စပေါ့နော်ပုံမှန်ကျန်းမာရေးခေါင်းကျွန်တော်တို့လိုအရွယ်ပေါ့နော်ဒါကအဆိုင်ဦးလမ်းကြောင့်အားလုံးကောင်းနေတယ်ပေါ့ဘာမှပြဿနာမရှိတဲ့လူဆိုရင်ကျွန်တော်4 gram လောက်တိုက်လို့ရတယ်ဗျာပါရာစီတမောတစ်လုံးက900ပါတယ်ဆိုရင်4000ဆို8လုံးလောက်တိုက်လို့ရတယ်တနေ့တစ်ခါတော့ရင်နှလုံး4ချိန်လောက်တောက်လို့ရတယ်ဆိုရင်တပေါ့နော်ကျွန်တော်တောက်တဲ့ပါရာစီတမောကပမာဏနည်းနေတယ်ဆိုတာသိစေချင်တာပေါ့နော်ဒါပေမဲ့အသက်ကြီးလာတဲ့အသက်80လောက်ဆိုရင်တော့ကျွန်တော်တို့ကတနေ့ကို2000လောက်လုံးကျော်4လုံးလောက်ပေါ့နော်900 mg ကို4လုံးလောက်တိုင်းအဆင်ပြေပါတယ်ဆေးဖြစ်တယ်ပေါ့နော်အစာအိမ်နဲ့ပတ်သက်ပြီးတော့သွေးယိုတာတွေတခြားကြောက်ခနဲ့ပတ်သက်တာတွေဘာမှထွေထွေမရှိဘူးဒါကတော့ option နံပါတ်1ခုပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့ပါရာနဲ့လည်းမတက်တာဘူးတက်တာဖို့လည်းနည်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုယောဂမျိုးတွေကကျွန်တော်ခုနပြောထားသလိုပဲပါရာစီတမောကတော့ analgesic လို့ပြောတဲ့အကိုက်ခဲဆေးတွေမှာအပြော့ဆုံးတွေမှာပါတယ်ပေါ့လေ။အဲ့တော့အယောင်လည်းမကြစေဘူးသူကเนาะကျွန်တော်တို့အနာတက်တာမယ်အဖျားကြမယ်ဒါတော့ပဲရှိတယ်เนาะအဆင့်မြင့်တွေရောင်နေတယ်ကိုက်နေတယ်ဆိုရင်လည်းအယောင်မကြစေဘူး။ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော်တို့က diclofenac ကိုစားသေးမဟုတ်ဘဲနဲ့လိမ့်စေးဝယ်လိမ့်ပါ။လိမ့်စေးကစားသေးတွေတက်စားရင်ကျွန်တော်တို့ side effect တွေပေါ့နော်ဆိုးကျိုးတွေဖြစ်တာနည်းပါတယ်เนาะဒါတခုရှိတယ်လိမ့်သေးဝယ်လိမ့်လို့မှအဆင်မပြေဘူးကျွန်တော်ဆေးတောက်ချင်တယ်ဆိုရင်ကို့မှာဘာယောဂတွေရှိလဲပေါ့နော်ဥမာကျွန်တော်အစာရင်ဦးလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိတယ်အစာရင်ဦးလမ်းကြောင်းသွေးတွေယိုဘူးတယ်အစာရင်ရောင်တယ်တက်ကြည့်တဲ့လူတွေကလေဒီလိုမျိုးတွေရှိတယ်ဆိုရင်ကျွန်တော် silicosis ဆိုတဲ့ဆေးမျိုးလေးတွေကျွန်တော်တိုက်တယ်အဲ့ဒီဆေးမျိုးတွေကအခိုက်အခဲဆေးထဲမှာအစာအိမ်မထိတဲ့နာမည်ရှိတဲ့ဆေးတွေပေါ့နော်အစာရင်အထိအနည်းဆုံးတော့ဆေးတွေလို့သတ်မှတ်လို့ရတယ်ဗျာကျွန်တော်100 mg ကျွန်တော်မနေ့တုန်းညနေတုန်းလောက်တိုက်တာမျိုးတွေလည်းလုပ်တယ်ပေါ့နော်သို့တော့ပြဿနာကဘာလဲဆိုတော့အသက်ကြီးလို့ကိုယ်မှတွေးလို့ရှိတယ်အရင်လေဖြတ်ပူးတယ်ကျွန်တော်တို့နှလုံးသွေးကြောပိတ်တယ်အုံနောက်သွေးကြောပိတ်တယ်စသည်ဖြင့်ပေါ့လေနှလုံးမကောင်းဘူးဒီလိုအခြေအနေမျိုးလေးတွေရှိနေတယ်ဆိုရင်လည်းခုနကပြောတဲ့ silicosis လို့ဆေးမျိုးတွေကအဆင်မပြေပြန်ဘူးပေါ့နော်diclofenac ကလည်းအဆင်မပြေ silicosis ကလည်းအဆင်မပြေအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တခြားသောအခိုက်အခဲဆေးအုပ်စုတွေရှိတယ်ဗျာ naproxen လို့ဆေးမျိုးလေးတွေရွေးလို့ရတယ်တိစေချင်တာကလေကျွန်တော်တို့ကအကိုက်ခဲဆေးဆိုတာဒီတိုင်းရောဆိုပြီးတိုက်လိုက်တာမျိုးမဟုတ်ပါဘူးအကိုက်ခဲဆေးတိုက်တဲ့အခါမှာဒီလူနာနဲ့အဆင်ပြေတဲ့ဆေးကဘယ်ဆေးလဲဆိုတာကျွန်တော်ကြည့်ပါတယ်အဲ့တော့ရွေးချယ်တဲ့အခါမှာလည်းသူ့ရဲ့ယောဂအောက်ခံဘလို့အောက်ခံနေရှိတယ်လဲအသက်အရွယ်ဘယ်လောက်ရှိလဲပေါ့မူတည်ပြီးမှဒီဆေးတွေကိုကျွန်တော်တို့ကတိုက်တည်မတိုက်တည်ဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့diclofenac တော့မတိုက်စေချင်ပါဘူးတိုက်မဲ့တိုက်လေခုနပြောထားသလိုမျိုးနော်ကိုကသွေးလို့စီးကြိုဘာမှမရှိဘူးအားလုံးကောင်းနေတယ်ပေါ့လေဒီအပကတော့အားလုံးကောင်းတယ်ဆိုတော့လေကျွန်တော်တို့ silicosis လို့သင်မျိုးလေးတွေတော့တောက်လို့ရပါတယ်နော်ဒါပေမဲ့လည်းတက်နိုင်တော့အချိန်ကိုအတူဆုံးနဲ့ dose ကိုအနည်းဆုံးတိုက်ပါဘာကြောင့်လဲဆိုတော့ဒီလိုအသက်ကြီးတဲ့လူတွေမှာအသက်ငယ်တဲ့လူတွေထက်ကိုပိုပြီးတော့ side effect ဖြစ်လာရင်ပိုဆိုးနိုင်ခြင်းများပါတယ်နော်အကျိုးရှိလိမ့်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်